พูด Yes. Okay. Okay. Yeah. Hả? Oh. Dạ, unbox Unbox. Video. review Review. Input yeah นั่นแหละ yeah very good Very good. Yes, okay. ကျွန်တော်ကင်မရာ R50 ကိုလာဟောတာဖြစ်ပါတယ်မြန်မာပြည်ကဟိုရတက်ကတူတခုရဲ့အခုသတင်းမီဒီယာကိုအသုံးပြုဖို့ပါဒါဆရာတော်တန်ခါတော်ဒီစာပေသင်ကြားနေတဲ့ပုံရိပ်တွေရုပ်ပုံတွေကောင်းမွန်စွာထွက်ရှိဖို့ဗီဒီယိုတွေကောင်းမွန်စွာရရှိဖို့အတွက်ကျွန်တော်တို့ဒီကျောင်းရဲ့ကပ္ပိယတကာတွေကနေပြီးတော့စီစဉ်ပြီးတော့ပေါ့နော်ကန်နော် R50 ကင်မရာကိုဗုဒ္ဓတက္ကသိုလ်အတွက်ကျွန်တော်တို့ဆရာတော်တွေကိုယ်စားလာရောက်ပြီးတော့ဝယ်ပေးတာဖြစ်ပါတယ်အဓိကကတော့ဒါဦးဇင်းလေးတွေစာပေသင်ကြားနေတာတွေစာကြည့်လိုက်ဝင်တာတွေဆရာတော်တွေရဲ့လှုပ်ဆောင်ချက်တွေကိုဗီဒီယို quality ကောင်းရရှိဖို့အတွက်ရည်ရွယ်ပြီးတော့ဝယ်ယူခြင်းဖြစ်ပါတယ်ဒါကန်နော် R50 ပါလုံးဝကိုရုပ်ထွက်ကောင်းတဲ့ကင်မရာတစ်ခုပါကျေးဇူးတင်ပါတယ်ပြပြီနော်ကင်မရာ R50 လေးမှာဆိုရင်ကျွန်တော်တို့ lens ကကျွန်တော်တို့1845 bit in lens လေးပါဝင်bit in lens လေးပါဝင်တာဖြစ်ပါတယ်ဒီ lens လေးနဲ့ကျွန်တော်တို့ကင်မရာရိုက်နေပါတယ်နောက်တစ်ခုဒီထဲမှာဆိုရင်သူကဘက်ထရီတစ်လုံးပါမယ်ဘက်ထရီ charger ပါမယ်ပြီးတော့ဒီလွယ်တဲ့ကျိုးလေးပါမယ်ပေါ့ဒါကတော့ကင်မရာ box ထဲမှာတော့ဒါပဲပါတယ်ပေါ့နော်ကျန်တဲ့ accessory တွေ battery အပိုတွေကျွန်တော်တို့ဒီ filter တွေကတော့ဝယ်ရတာပေါ့နော်ဒါပေမဲ့ဒီဆိုင်မှာကကျတော့ဘာတွေရလဲဆိုတော့ SD card 64GB ကိုဒီလက်ဆောင်ပေးတယ်နောက်တစ်ခုကကျွန်တော်တို့ဒီအိတ်တစ်လုံးလက်ဆောင်ပေးတယ် present နောက်တစ်ခုဒီကင်မရာမှန်ပြီးတုပ်ဖို့အတွက်ဒီလိုလေးလက်ဆောင်ပေးတယ်နောက်တစ်ခုဒီ R50 မှာကကျွန်တော်တို့ text သုံးလို့ရတယ်ပေါ့နော်ဒီ text သုံးလို့ရတာဖြစ်တဲ့အတွက်text ကိုကပ်ဖို့အတွက်ဒီမှန် sticker လေးပေးတယ်ပေါ့နော်ဆိုတော့ဒီ installation လုပ်ပြီးရင်ဒီ text လေးတွေသုံးပြလို့ရတယ်နော်လောလောဆယ်တော့ကျွန်တော်ဒီ text တော့ text ရတာဖြစ်တဲ့အတွက် battery okay ได้เนาะได้แกะเลย อันนี้ตัด อันนี้ อันนี้ ได้ไหมตัดดียัง โอเค ใช่ ใช่ โอเค ให้လူတွေတော့တက်သွားရင် ได้ไหม test ได้သူက test screen လေးနဲ့လည်းသုံးလို့ရတာဖြစ်တဲ့အတွက်တော်တော်လေးလည်းအဆင်ပြေပါတော့သုံးရအောင်နော်ဆိုရင်ဒီတက္ကသိုလ်တစ်ခုမှရှိတဲ့ဒီဦးစင်းလေးတွေပဲသုံးတော့တက္ကသိုလ်မှာရှိတဲ့မီဒီယာကပ္ပိယတွေပဲသုံးတော့အင်မတန်ရိုးရှင်းတွေ့တဲ့ကင်မရာလေးပါအင်မတန်ကောင်းပါတယ်လို့ပြောချင်ပါတယ်ဆိုင်ရလည်းလက်ဆောင်တွေအများကြီးပေးပါတယ်ကျေးဇူးတင်ပါတယ်